AI ရဲ့ command နဲ့တိုင်းအမှန်တကယ်ဖြစ်လာခဲ့တယ်2020ကျော်ကဘာပလားအားလုံးပဲမင်္ဂလာပါစူဇာနိုင်တိုင်းပရိုချန်နယ်တော့ဒီကိုတွေကိုတွေ့တွေ့သွားကြိုးလိုက်ပါတယ်ကျွန်တော်လက်ရှိခေတ်မှာတော့ကျွန်တော် AI နဲ့ရဲ့အရေးပါမှုတွေကိုဒီကိုတွေလည်းဒါသိရှိပြီးသားဖြစ်မှာပါကျွန်တော်တို့တော်များများဗျာတခုမသိတာရှိရင်ဒါ AI ကိုမေးမြန်းတာကဒါအပုံမှန်တောင်ဖြစ်နေပေါ့နော်ဆိုတော့ထားပါကျွန်တော်အနေနဲ့ဒီလက်ရှိ2020ကျော်ဘောင်လာပြိုင်ပွဲကြီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီပြိုင်ပွဲကြီးမစတင်ခင်ကလေးကလွန်ခဲ့တဲ့8လ9လလောက်ကလေးကကျွန်တော်အနေနဲ့ဒီပြိုင်ပွဲမှာချန်ပီယံဖြစ်နိုင်တဲ့အသင်းတွေကိုကျွန်တော်သိကျင်လို့ကျွန်တော် AI ကိုတစ်ချက်မင်းမင်းကြည့်ခဲ့လို့ပါတယ်အဲ့မင်းမင်းကြည့်တဲ့ဟာနဲ့ပတ်သက်ပြီးတော့လည်းဒီ channel ရဲ့ပထမဦးဆုံးဗီဒီယိုမှာကျွန်တော်တင်ပေးခဲ့လို့ပါတယ်ဘယ်လိုခေါင်းစဉ်လေးနဲ့တင်ပေးခဲ့လဲဆိုတော့ကျွန်တော်အဲ့တော့ကတော့ဒါဂုံကြီးတော်တွေရဲ့ပေါ်လူတွေတဲ့ပေါင်လာခြင်းရှိတယ်နောက်တစ်ချက်ကြောက်ပါဗလားဘူးဆိုရင်ဒီဘန်းစားသောအသင်းများဆိုပြီးတော့ဒါတင်ခဲ့တာဖြစ်ပါတယ်ဗီဒီယိုလေးကိုလည်းသွားကြည့်လို့ရပါတယ်ဆိုတော့အဲ့ဒီတုန်းကကျွန်တော်တင်လိုက်တုန်းကတော့ဒါရိုနယ်ဒိုဖန်တွေရောပေါ်လူဖန်တွေရောကျွန်တော်တို့ဒါလာပြီးတော့ပြောကြတာတော့ရှိတယ်ပေါ့နော်အဒီကွန်ဆိုလူလာ AI တိုးသားတို့ AI နဲ့ AI ညောင်း AI နဲ့ကိုမေးပြီးတော့ဘာလာပြောနေတာတော့လို့ဒီလောက်ကောင်းနေတဲ့အသင်းဒီလောက်ကောင်းနေတဲ့အသင်းကကျွန်တော်တို့ဒီဘူဆွေးရရေပဲစားတဲ့အသင်း၅သင်းထဲမှာတော့မပါဘူးလားဒီလိုမျိုးကျွန်တော်တို့ဒါခုမှလာပြောတဲ့ဒီလိုတွေအများကြီးပေါ့နော်ဟုတ်ပါတယ်အမှန်တိုင်းပြောရင်အဲ့ဒီအချိန်တုန်းကဒါပေါ်တူဂီကိုကြည့်မယ်ဆိုရင် Nation League မှာစပိန်ကိုနိုင်ပြီးတော့ဦးနေနေ Nation League ရထားတဲ့အချိန်အဲ့လိုအချိန်မျိုးမှာတော့ပေါ်တူဂီကိုဒီစီးနဲ့မှမပါဘူးဆိုတာကအမှန်တိုင်းပြောတာနည်းနည်းတော့လွန်အားကျတယ်ကျွန်တော်ကိုယ်တိုင်လည်းအဲ့တုန်းကကျွန်တော်ဒီဗီဒီယိုလေးတင်နေတော့ပြောသေးတယ်ဒါကြီးကနည်းနည်းတော့များတယ်ပေါ့လေတို့ပြီးတော့ညာလဲပေါ့လေလက်ရှိချိန်မှာတော့ဒါပေါ်တူဂီအနေနဲ့16တင်းစစ်မှာပဲစပိန်ကိုရှုံးပြီးတော့ကျွန်တော်စိတ်မကောင်းတာနဲ့ပဲထွက်ခွာသွားခဲ့ရပြီဆိုတော့ဒါ AI ရဲ့ application ကကျွန်တော်ပထမဆုံးတွေ့နေတာက AI ရဲ့ application ကဒီနေရာမှာသွားကြည့်ရင်မမှားပါဘူး AI ဆိုတာကကျွန်တော်တို့ဒီemotion မရှိဘူး AI ဆိုတာကကျွန်တော်တို့ဒီအချက်လက်တွေ data တွေပုံမူပြီးမှပြောတဲ့ဟာဖြစ်တဲ့အတွက် AI ရဲ့ command ချက်တွေကိုလည်း AI ရဲ့ command ချက် AI ရဲ့ solution တွေကိုလည်းကျွန်တော်အနေနဲ့ဒါသီးသီးခြားခြားလေးကျွန်တော် like ပြီးတော့သုံးသပ်ပြီးတော့မှပြောခဲ့တာဖြစ်ပါတယ်ဆိုတော့လက်ရှိချိန်မှာပေါ်တူဂီကတော့ထွက်သွားပြီပေါ့နော်ဆိုတော့ပေါ်တူဂီထွက်သွားတဲ့တိုင်အောင် AI ခံမှန်းခဲ့တဲ့အသင်းတွေကရောမှန်ကန်မှုရှိရလားဆိုတာကိုတစ်ချက်ဆက်ပြီးတော့သုံးသပ်ဆွေးနွေးသွားပါမယ်โอเคအဲ့ဒီတော့ကကျွန်တော်ကဒါ AI ကအသင်း9သင်းခံမှန်းပြီးခဲ့တယ်ပေါ့ဗျာချန်ပီယံဖြစ်နိုင်တဲ့အသင်း9သင်းဆိုတော့သူပြောခဲ့တယ်အဲ့ဒီမှာနံပါတ်5နေရာမှာဆိုရင်အာဂျင်တီးနားနံပါတ်4နေရာမှာဆိုရင်အင်္ဂလန်နံပါတ်3နေရာမှာဆိုရင်တော့ဘရာဇီးနံပါတ်2နေရာမှာဆိုရင်တော့ပြင်သစ်နဲ့နံပါတ်1ရေဘက်စားဆုံးကတော့စပိန်ဆိုပြီးတော့ဒါအရင်ကအဲ့ဒီတော့ကျွန်တော်အသင်း9သင်းခံမှန်းပေးခဲ့တယ်တော့အဲ့ဒီအသင်း9သင်းရဲ့လက်ရှိအခြေအနေကိုကြည့်လိုက်တော့ဒါဘရာဇီးတစ်သင်းကတော့ဘရာဇီးတစ်သင်းထွက်သွားတာကလွှဲရင်ကျန်တဲ့4သင်းလုံးကလက်ရှိ quarter final အဆင့်မှာရောက်ရှိနေပြီအဲ့တော့လက်ရှိ quarter final ကိုရမှာကျွန်တော်ပွဲစဉ်တွေမှာဆိုရင်လည်းဒီအသင်း4သင်းကတစ်သင်းနဲ့တစ်သင်းကျွန်တော်ထိတိုက်ပြေဆုံးတာမရှိဘဲနဲ့ကျွန်တော်မတူညီတဲ့အသင်း4သင်းနဲ့တွတ်တွေ့တယ်တွတ်တွေ့တော့ဆိုတာကဒီ4သင်းအနေနဲ့တွေ့ဆုံမယ်ဆိုတော့မှနောက်တစ်ဆင့် semi final မှာကဒီအသင်းတွေကတွေ့ဆုံတော့မှာသိကြပါတယ်ဆိုလိုချင်တာကတော့ဒီ၄သင်းတွေကတစ်သင်းကတော့ချန်ပီယံဖြစ်ကိုဖြစ်မယ်ဆိုတဲ့သဘောမျိုးဖြစ်ပါတယ်ဆိုတော့ဘရာဇီးကကြတော့အမှန်တိုင်းပြောရင်ဒါသူ့ရဲ့ခံမှန်းချက်ထဲမှာဘရာဇီးပါတယ်ဘရာဇီးကနော်ဝေကိုမထင်မှတ်ဘဲနဲ့အရင်နေပြီးတော့ထွက်သွားရတယ်ပြင်သစ်သူခံမှန်းပေးခဲ့တဲ့အတင်းတွေမှာဆိုရင်ပထမဆုံးကစပိန်ကလက်ချိန်မှာဘယ်ဂျီယံနဲ့တွေ့တယ်ဒီအဆင့်ကိုလည်းကျွန်တော်စပိန်အနေနဲ့တော့ဒါကျော်ပြတ်နိုင်လို့ပဲတော့ထင်တယ်လွယ်လွယ်ကူကျော်ပြတ်လို့ရတဲ့ပွဲမျိုးတော့ဖြစ်လာမှာမဟုတ်ဘူးသူတို့နဲ့ဘယ်လ်ဂျီယံကိုခက်ခက်ခဲရင်ဆိုင်ရဖို့တော့ရှိတယ်သို့ပြီးတော့ညာလည်းပဲစပိန်အနေနဲ့ဒီစစ်ကိုကျော်ပြတ်နိုင်မယ်လို့တော့ထင်ပါတယ်ဆိုတော့နောက်တစ်သင်းကတော့ဒါပြင်သစ်ပေါ့နော်ပြင်သစ်ကလည်းကျွန်တော်အသင်းကောင်းတစ်သင်းဖြစ်တဲ့မော်ရိုကိုနဲ့တွေ့မှာဖြစ်ပါတယ်နောက်တစ်သင်းတွေကဘာလာတော့ကတော့မော်ရိုကိုကိုသူတို့အနေနဲ့semi final မှာ2-0ဆိုတဲ့ result နဲ့နိုင်ပြီးတော့မှဖြုတ်ချနိုင်တယ်ဒီတစ်ချိန်မှာတော့ quarter final မှာတွေ့တာ quarter final မှာဒီချိန်ပြုစုံမှုမှာလည်းပြင်သစ်အနေနဲ့အသာရရှိတော့အောင်မယ်လို့တော့မျှော်လင့်ရပါတယ်အမှန်တကယ်လည်းဒါအနိုင်ရရှိတော့အောင်မှာပဲဘာလို့ဆိုတော့ပြင်သစ်ရဲ့လက်ရှိအစုပွဲပြင်သစ်ရဲ့လက်ရှိဒီဝါပလာမှာပြတ်သွားနေတဲ့ခြေစမ်းတွေကမော်ရိုကိုကိုမနိုင်ကြအကြောင်းလည်းမရှိပါဘူးโอเคနောက်တစ်သင်းကတော့ဒါအာဂျင်တီးနားပေါ့လေအာဂျင်တီးနားအနေနဲ့ကတော့ပြီးခဲ့တဲ့2021တုန်းနှစ်တုန်းကလို့ခြေသွမ်းမျိုးအမှန်တိုင်းပြောလက်ရှိမှာမရှိပါဘူးဒါမက်ဆီကို2021တုန်းကတော့အခြေပြုပြီးကစားခဲ့တဲ့ကစားဟန်ပေါ့လေလက်ရှိချိန်မှာလည်းအဲ့ဒီကစားဟန်ကိုအသုံးတော်ပြုနေသေးပဲတိုးပြီးတော့ညာလည်းပဲမက်ဆီတိတ်ပြီးတော့ခြေသွမ်းမပြတာအနာဘောင်မှုမဖြစ်နေအာဂျင်တီးနားရုံးကန်ရလေးရှိပါတယ်တော့အဲ့ဒါကြောင့်ပဲဒါ AI နဲ့အာဂျင်တီးနားကိုဘာပလာရနိုင်ရရင်လို့အဆင့်9နေရာမှာသာထားခဲ့တာဖြစ်ပြီးတော့အဲ့ဒါကလည်းလက်ရှိချိန်မှာအမှန်ကန်တယ်လို့ပြောလို့ရပါတယ်တော့အာဂျင်တီးနားကတော့သူခံမတဲ့နံပါတ်5ပေါ့လေโอเคနံပါတ်4နေရာမှာရှိနေတဲ့အင်္ဂလန်ကလက်ရှိအချိန်မှာနော်ဝေနဲ့တွဲတွေ့တယ်
ဒီညမှာအစိုးရနေရာဆုံးကတော့အင်္ဂလန်ပေါ့လေကျန်တဲ့အသင်းတွေနေနဲ့ကတော့ဒီအဆင့်ကိုလွယ်လွယ်ကူကူဖြစ်ကျော်နိုင်ပြီပဲလို့အင်္ဂလန်ကတော့အကြီးမားတဲ့စိန်ခေါ်မှုဖြစ်ဒါရှိနေကြတာဖြစ်ပါတယ်နော်ဝေကကျတော့မှန်တိုင်းပြောရင်ဒါဒီနှစ်ပေါင်း20ကျော်ကြာဝေးကွာပြီးတော့မှလက်ရှိအချိန်မှာဒီနှစ်မှာကွာကလာကိုဝင်ရောက်ဆင်နွှဲရတဲ့အသင်းသို့ပေသောညာလည်းပဲကျွန်တော်တို့မတင်မစရာကောင်းတော့နော်ဝေကတည်ငြိမ်နေကစားပုံကောင်းတယ်ကျွန်တော်ပြီးခဲ့တဲ့ဆက်ရောက်ခြင်းမှာလည်းဘရာဇီးကိုအနိုင်ရထားတယ်ဒီလိုအချက်လက်တွေကြောင့်မလို့ဒါအင်္ဂလန်လေးနဲ့နော်ဝေကိုလွယ်လွယ်ကူကူလေးတော့နိုင်မှာမဟုတ်ဘူးသူတို့နေကစားကစားရမယ်ပွဲလို့တော့မြင်မိတယ်သို့ပေသောညာလည်းပဲအင်္ဂလန်ရဲ့ squad တဲ့ကျွန်တော်အင်္ဂလန်ရဲ့အတွေ့အကြုံဒီကားလေးပေါ်ခြေခံပြီးတော့ဒီအဆင့်ကိုတော့နော်ဝေနဲ့ပွဲကိုတော့ကျွန်တော်တို့ကောင်းကောင်းမွန်မွန်လေးနော်ဝေနဲ့ပွဲကိုတော့သူတို့နေနဲ့ဒါတက်တော့တာမဟုတ်တော့မှနိုင်ပွဲဖွဲ့ဆောင်သွားတဲ့မဲ့ပွဲလို့တော့မြင်မိပါတယ်ဆိုတော့AI ရဲ့ခန့်မှန်းချက်တဲ့မှာရှိတဲ့9သင်းပါဆိုရင်4သင်းကအမှန်တကယ်ကိုဒါချန်ပီယံဖြစ်နိုင်တဲ့အနေအထားဒီရောက်လာခဲ့ပြီဖြစ်တယ်ဆိုတော့ဒါကျွန်တော်စဉ်းစားမိတာပေါ့လေAI ရဲ့ခန့်မှန်းချက်တွေကဒီလိုဆိုတော့လေမှန်ကန်သားပဲပေါ့ဗျာ AI နေဆိုတော့ကတော့ data တွေချက်လက်တွေဒါတွေပေါ်မူတည်ပြီးပြောတဲ့ဟာဆိုတော့ဒါနီးစက်တယ်ပေါ့ဗျာသူတို့မှာ emotion ဆိုတာလည်းမရှိဘူးဒီရင်းကလေးလိုရှိတယ်ဒီအချိန်ဒီမှာဆိုရင်တော့ချန်ပီယံဖြစ်နိုင်တယ်သူကဒါပဲသုံးသပ်ပေးတာဆိုတော့ဒီ AI ရဲ့ခန့်မှန်းချက်ကအမှန်တကယ်ကြီးကိုဖြစ်လာခဲ့ပြီကျွန်တော်အဲ့ဒီပထမဆုံးတင်ခဲ့တဲ့ဗီဒီယိုမှာဆိုရင်ကျွန်တော်ရှိပါတယ်အဲ့ဗီဒီယိုလေးလည်းရှိတယ်ဒီကိုလေးတွားရောက်ပြီးတော့လည်းကြည့်နေကြပါတယ်ဒါကတော့ကျွန်တော် channel လေးမှာကျွန်တော်ကြည်ရင်းနေပေါ့လေပထမဆုံးဗီဒီယိုလေးကိုတွားကြည့်မိလို့ကျွန်တော်သတိရတာလို့ဒီဗီဒီယိုလေးကိုရှင်းလိုက်တာဖြစ်ပါတယ်ဆိုတော့ဒါ AI ကတော့အမှန်တမ်းပြောရင်တော့ဗျာတရားလည်းတော့ယုံကြည်လို့ရတာတော့မဟုတ်ဘူးဒါပေမဲ့လိုအပ်ရင်လိုအပ်သလို AI ရဲ့အကြံဉာဏ် AI ရဲ့အကြံပေးချက်တွေကလည်းကောင်းတယ်ဆိုတာကိုညီကိုတွေကိုပြောပြရခြင်းဖြစ်ပါတယ်ဆိုတော့ဒီလေးတွေကချန်ပီယံဖြစ်ခဲ့ရင်တော့ AI ရဲ့ခန့်မှန်းချက်ကအမှန်တကယ်ဖြစ်လာခဲ့ပြီလို့ပြောလို့ရပါတယ်ဒါကတော့ကျွန်တော် channel ပထမဆုံးဗီဒီယိုလေးကိုကြည့်ပြီးမှကျွန်တော်ဒါ idea ရတာလို့ညီကိုတွေကိုပြောပြရင်လည်းရှင်းပြသွားတာဖြစ်ပါတယ်ဆိုတော့ဒီလေးတွေကရောဘယ်အသင်းချန်ပီယံဖြစ်မယ်လို့ညီကိုတွေထင်လဲ AI ကတော့ပထမဆုံး AI ကတော့ယူဗန်စားဆုံးကတော့စပိန်ကိုထားရတယ်စပိန်မဲချန်ပီယံဖြစ်သွားမလားဒါမှမဟုတ်ရင်လက်ရှိယူဗန်ရဆိုရင်ပြင်သစ်ပဲဖြစ်သွားမလားအင်္ဂလန်များလားအာဂျင်တီးနားလားဒီလိုရဲ့အပြင်ကိုဆွေးနွေးပေးကြပါဦးအဆုံးလေးကြည့်ပေးရတဲ့တရားရှင်တွေကိုကျေးဇူးထူးပဲတင်ပါတယ်